ဒီနေ့စာကဒီဇိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဇယိုက်ဆိုတာဘာလေးပေါ့နော်နည်းနည်းရှင်းပြပေးမှာပေါ့နော်အတန်လေးနဲ့တိုးနေမလားမသိဘူးအတန်လေးနဲ့ဝင်နေလို့ပေါ့နော်โอเคဒီဇိုင်းရိုက်တယ်ဆိုတာဘာလေးပေါ့နော်โอเคတော်တော်များများကတချို့သိရလူတွေသိမှာမသိရလူတွေမသိဘူးပေါ့နော်တချို့ကျဘယ်လိုသိချာရလဲဆိုတော့ဇယက်လုပ်ငန်းဆိုတာကအိမ်မှာနေနေနဲ့ဒီအပုံငွေရှာလို့ရတဲ့လုပ်ငန်းဆိုပြီးတော့တချို့ကသိထားကြတယ်ပေါ့နော်ဟုတ်လားပေါ့နော်အဲ့ဒါတွေမပြောခင်မှာဒါဒဇက်ရိုက်တာကဘယ်နှမျိုးရှိလဲဆိုတာလည်းရှင်းပြပေးမယ်ဒဇက်ရိုက်မှာမဆုံး2မျိုးရှိရဲပါလက်ရိုက်နဲ့ဆက်ရိုက်ဆိုပြီး2မျိုးရှိရပေါ့နော်လက်ရိုက်ကကြတော့သူကဆက်စခရင်ပရင်းနီလို့ခေါ်တဲ့ဒီပိုးစားပေါင်းဖြစ်ဒဇက်ရိုက်ချင်းပေါ့နော်တခုရှိရနောက်တစ်ခုကကြတော့ဆက်ရိုက်ပေါ့နော်ဆက်ရိုက်ကကြတော့ကိုဟီဘရက်ကိုသုံးပြီးတော့ကိုရိုက်ချင်းနဲ့ကိုရိုက်ချင်းနဲ့ဒီပစ္စည်းပေါ်မှာရိုက်လို့ရတဲ့အရာပေါ့နော်အဲ့မှာ2မျိုးရှိတဲ့အထဲမှာလက်ရိုက်ကကြတော့ရင်းနှီးနေတယ်ပေါ့နော်ရင်းနှီးဒီဆက်ရိုက်နေရှင်တော့ရင်းနှီးနေပါတယ်ပေါ့နော်ဒီလက်ရိုက်ဒီဆက်ရိုက်ကကြတော့ရင်းနှီးများတယ်ဆိုတာကကိုဒီအင်ဂျီတို့တောက်ပတ်တို့ဒီဟူဒီတို့မှာရိုက်တယ်ဟီဘရက်ကတက်တက်ရှိတယ်အဲ့ဒါကကြဖန်ကွက်တို့ဒီဘောဘင်တို့ဟိုမှာရိုက်တယ်ဟီဘရက်ကတက်တက်ရှိတယ်ပေါ့နော်အဲ့ဒီမှာဒီစတစ်ကာထောက်ဆက်ဒီတွေကလည်းသူကစေးကြီးရပေါ့နော်โอเคအဲ့မှာသူကအရင်နေနေများတယ်တော်တော်များများတချို့ဒီဇာတ်ကိုတော်တော်များများလာမေးကြတယ်မိကုံကဘာလဲဆိုတော့ဒီဒီဇာတ်လုပ်ငန်းကိုလှုပ်ချင်တယ်အိမ်မှာနေနေနဲ့အပုံငွေရချင်တယ်ဘယ်လိုပြောမလဲဒီအမျိုးသမီးများစုပေါ့နော်ဒီအမျိုးသမီးများစုကလာမေးကြတာကအိမ်မှာနေနေသူတို့ဒီဘယ်လိုခေါ်လဲဒီဇာတ်လုပ်ငန်းကိုလုပ်ပြီးတော့အပုံငွေရှာချင်တယ်ဈေးရောင်းချင်တယ်ပေါ့နော်အများပြည်တော်တော်များများလာမေးကြတယ်အဲ့ဒါလုပ်လို့ရလားပေါ့နော်လုပ်လို့တော့ရတယ်အဲ့ဒါသူကစိုက်ရိုက်ပေါ့နော်စိုက်ရိုက်ဆိုရင်တော့လုပ်လို့ရတယ်တချို့ကျတော့ဒီ T-shirt business လုပ်ငန်းကိုလုပ်ပြီးတော့ T-shirt ကိုရိုက်ပြီးတော့ကိုပြန်ရောင်းကြတယ်အဲ့ဒီမှာစားတစ်ခုပြောချင်တာပေါ့ဒီ sticker ရဲ့လုပ်ငန်းကိုလုပ်လို့မရတာမဟုတ်ဘူးလုပ်လို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့တစ်ခုပဲပေါ့နော်ကိုကဒီ marketing အပိုင်းပေါ့ဒီဈေးရောင်းဒီ marketing အပိုင်းတေချာမသိပဲနဲ့ဒီ hip-hop ကိုဝယ်လိုက်ပြီးတော့ဟိုရင်းပြီးတော့ဒီအင်ကြီးပေါ့အင်ကြီးဆိုရင်အင်ကြီးပေါ့ဒီဆိုတော့အင်ကြီးရိုက်ပြီးတော့ရောင်းနေဒီရွေကတော့ဒီကိုရိုက်ထားတဲ့ဒီ product ဒီဘယ်လိုပြောမလဲ product ဒီကိုရိုက်ထားတဲ့ဒီ t-shirt တွေကရောင်းထွက်မှာမဟုတ်ဘူးပေါ့နော်အဓိကပြောချင်တာကဒီ online မှာပဲဖြစ်ဒီ online မှာပဲဖြစ်အဓိကတော့ marketing ကအရေးကြီးဆုံးပဲဒီ marketing အခြေခံကိုနားလည်ထားပြီးဆိုဘယ်စီးပွားရေးလုပ်လို့ရတယ်ဒီ sticker ရဲ့လုပ်ငန်းလည်းလုပ်လို့ရတယ်ကိုဘာပဲလုပ်လို့ရတယ်ဘာပစ္စည်းပဲရောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုတော်များများဆိုတွေ့နေရတဲ့ကဘာလဲဆိုတော့ဆက်ဒီ hip hop ကိုဝယ်ထားတယ်ဝယ်ထားပြီးတော့တချို့ကကြတော့လေဒီဒါ hip hop ကဆက်ကသူက6သိန်းဒီ55ဆိုရင်တော့6သိန်း2000ရှိတယ်ပေါ့နော်ဆက်ကဆိုင်ဆိုရင်တော့6သိန်း2000သူတို့ရင်းလိုက်တယ်ပြီးရင်သူတို့ t-shirt လေးတွေဝယ်လိုက်တယ်ဝယ်ပြီးတော့သူတို့ရိုက်ပြီးတော့ရောင်းကြတာပေါ့နော်တော်များများတော့တလားနေလေဒီအင်ကြီးကရောင်းမထွက်ဘူးနောက်တလားနေလေဒီအင်ကြီးကိုရိုက်ထားတဲ့အင်ကြီးကရောင်းမထွက်ဘူးဆိုပြီးတော့အစမပြေတော့ဘူးငါဒီလုပ်ငန်းမလုပ်တော့ဘူးဆိုဒီ hip hop ကိုချောင်းထိုးထားပြီးတော့ဟိုလုပ်ဒီပြစ်ထားတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဘာလို့လဲမသိအဓိကတော့ပြောချင်တာဒီ online မှာဈေးရောင်းတော့မယ်လို့ကိုတွေးလိုက်ပြီဆိုရင်ဒီ online ကျောင်းကိုနားလေ marketing ကျောင်းကိုနားလေပြီးဆိုရင်တော့ဘာပဲလုပ်ဘာပဲရအောင်ကိုခေတယ်ပေါ့နော်โอเคထားလိုက်တော့ပြီးနောက်တစ်ခုကတချို့ကကြတော့ဒီဇာတ်လုပ်ငန်းကိုတကယ်စိတ်ဝင်စားတယ်သူတို့ကိုယ်ပိုင်တကယ်ကိုကိုယ်ပိုင် brand တစ်ခုကိုသူတို့ထုတ်ချင်တဲ့လူတွေရှိတယ်တချို့ကဒီပေါ့နော်ဟိုမှာကိုယ်ပိုင် brand တစ်ခုကိုထုတ်ပြီးရောင်းချတဲ့လူအတွက်ဆိုရင်တော့အကြံပေးချင်တာကတော့စိုက်ရိုက်ကိုမလုပ်နဲ့လက်ရိုက်ကိုလုပ်ပေါ့နော်လက်ရိုက်ကကြတော့သူကဈေးသား quality ကောင်းတယ်ပူချင်းပါချင်းမရှိဘူးပေါ့နော်ဒီလက်ရိုက်ရဲ့ဒီစက်ကွန်ပင်းကြီးကတော့လုံးဝကိုဘယ်သူနဲ့မှမတူဘူးသူရဲ့ဒီဈေးသားကတော့ကိုဈေးသားကောင်းဈေးကောင်းသုံးပြီးပို့ပြီးတော့ဒီအန်ဒီကပို့ပြီး brand ဆန်တယ်ပေါ့နော်โอเคအေးလက်ရိုက်ကိုလုံးလက်ရိုက်ကကျတော့အရန်ကိုအမှုပညာဆန်တယ်စာရင်တော့အခဏခဏပြောဘူးလို့ပေါ့နော်လက်ရိုက်ကအရန်ကိုအမှုပညာဆန်တယ်ဈာအနေနဲ့ပြောတာပေါ့နော်လူပညာဆန်တယ်ကိုဖန်တီးလို့ရတယ်ကိုဘလူပုံစံကိုဖန်တီးပြီးတော့ရိုက်ချင်တာလေဈာကတော့အရန်လူပညာဆန်တယ်လို့ခံစားရတယ်ဒီလုပ်ငန်းကပေါ့နော်ဒီလက်ရိုက်ကကြတော့လက်ရိုက်ပညာကိုဒီဒီဇိုင်းလုပ်ငန်းနဲ့ရှစ်ဆက်ချင်တယ်ကိုဒီဇိုင်းအစုံရိုက်တက်ချင်တယ်ဆိုရင်တော့ဒီလက်ရိုက်ကိုပို့ပြီးတော့သွားပေါ့နော်ဘာလို့ဆိုတော့လက်ရိုက်ကကြတော့ကိုဘာကိုရိုက်ချင်တာလဲဥမာဘောပင်ဖန်ခွက်ဒီဘယ်လိုခေါ်လဲဆိုတော့ပကံပေါ့နော်ပကံကိုရိုက်ချင်တာလားတုပ်ပေါက်ရိုက်ချင်တာလားဟူဒီကိုရိုက်ချင်တာလားကြောဘောအဲ့ကိုရိုက်ချင်တာလားကိုရိုက်ချင်တဲ့မိုးကာကိုရိုက်ချင်တာလားကိုရိုက်ချင်တဲ့ဒီပစ္စည်းပေါ်မှာကိုရိုက်ချင်တဲ့ပစ္စည်းပေါ်မှာရိုက်လို့ရတယ်ဒီလက်ရိုက်ကဆက်ရိုက်ကကြတော့သူကကြတော့ဒီကိုရိုက်ချင်တဲ့ပစ္စည်းပေါ်မှာရိုက်ဖို့အတွက်ကသူနဲ့တက်ဆိုင်တဲ့ hip hop တွေကိုဝယ်ပြီးတော့sublimation နဲ့ရိုက်မှာလား DTF နဲ့ရိုက်မှာလားဆိုပြီးအဲ့ဒီ set တွေကိုမှရှိမယ်ဆိုရင်တော့အဲ့ဒါကိုသူလက်ဆက်ရက်ကကြောင့်လုံးဝကိုလုံးမရှုပ်ဘူးအဓိကတော့ printer ရင်းလိုက်တယ်
sublimation နဲ့ရိုက်မှလားဒီကနေရိုက်မှလားအဲ့ဒီ printer ကိုဝယ်လိုက်တယ်ပြီးရင်သူနဲ့တက်ဆိုင်တဲ့ hip pad တွေကိုဝယ်တယ်ဝယ်ပြီးဥမာ customer ဖန်ကုန်ရမယ်ဆိုရင်ဒီ sublimation ကိုထုတ်ပြီးဒီဖန်ကုန်ပေါ်မှာရိုက်လိုက် okay တယ်ဘောင်လည်းဖောက်စရာမလိုဘူး color 3 color 4 color 5 color တွေအများကြီးအတွက်ကိုလည်းဘောင်အများကြီးဖောက်စရာမလိုဘူးဒီလက်ရိုက်ကကြတော့ direct print ထုတ် direct ရိုက်ရုံပဲ okay သူကအရင်ကိုလွယ်ကူတယ်ဒီကိုကဝန်ထမ်းအများကြီးမရှိဘူးကိုမှလူရင်းအများကြီးမရှိဘူးကိုတကယ်ကိုတတောင့်တတာနဲ့ဒီအရန်ကြီးပေါ့နော်ဒီပေါ့ပပနဲ့ကိုအိမ်မှာပဲအဲ့မျိုးဝင်ငွေတစ်ဖက်တစ်လမ်းကိုဖန်တီးခြင်းတဲ့လူဆိုရင်တော့ဒီလက်ရိုက်ဆက်ရိုက်လုပ်ငန်းကိုပို့ပြီးတော့ရွေးချယ်တည်တယ်ပေါ့နော်โอเคဒီဇက်ရိုက်မှာသူက2မျိုးပဲရှိတယ်အရန်ကိုရိုးရှင်းတယ်နောက်တစ်ခုကဒီလက်ရိုက်မှာဘာပညာတတ်ထားရမှာလဲလို့ချို့မေးတယ်လက်ရိုက်မှာကအဓိကဘာလဲဆိုတော့ဘောင်းဖောက်တတ်ရမယ်စကီပါဆွဲတတ်ရပြီဘောင်းဖောက်တတ်အဲ့ဒါကိုလုတ်တတ်ဖို့ကဒီကိုယ့်ရဲ့ဒီမျက်လုံးနဲ့ကြည့်နေတော့လွယ်တာပေါ့နော်တကယ်လက်ကအမြဲတမ်းမလေးကြည့်နေဘူးဆိုရင်တော့အဲ့ဒီစကီပါရိုက်တာအမြဲတမ်းလေးမကြည့်နေဘူးဆိုရင်ဘောင်းဖောက်တာအမြဲတမ်းလေးမကြည့်နေဘူးဆိုရင်တော့ဒီအိယာတွေကမေ့သွားတတ်တယ်လုံးဝကိုမေ့သွားတတ်တယ်ပေါ့နော်လက်ရမညီတာတွေပြောမှဆိုအဲ့ဒါခဏဖြစ်တာတွေဖြစ်တတ်တယ်နှမျိုးလုံးကမကောင်းဘူးဆိုတော့နှမျိုးလုံးကကောင်းတယ်သူ့အာသာချက်နဲ့သူ့အားနဲ့ချက်နဲ့ဆိုတာရှိတယ်ပေါ့နော်โอเคဒီဇက်လုပ်ငန်းကိုအခုမှစလုပ်မယ်လို့ဆိုရင်ကိုဘေလန်ကိုသွားချင်တာလဲအရင်ဆုံးကိုစဉ်းစားတကယ်လို့ကိုကမဟုတ်ဘူးဒီ hip wrap ကိုဝယ်ပြီးတော့ကိုရဲ့ t-shirt business hoodie business ကိုရိုက်ပြီးသားအင်ဂျီကိုပြင်ရောင်းချင်တဲ့လူအတွက်ဆိုရင်တော့ကိုရင်တော့သိထားရမှာက marketing ပေါ့နော်ဈေးဘယ်လိုရောင်းရမလဲ marketing ဘယ်လိုဆင်းရမလဲဒီ customer တွေကိုဈေးဘယ်လိုရောင်းရမလဲဆိုတဲ့အခြေခံကိုနားလည်မယ်ဆိုရင်တော့ဒီ business ကိုပေါ့နော်ဒီ t-shirt business hoodie ဒီ business လုပ်ငန်းကိုလုပ်လို့ရတယ်ပြောမှဆိုရင်တော့အဲ့ဒါနဲ့ပို့ပြီးဆင်ပြေနိုင်တယ်ပေါ့နော်ဒီလက်ရိုက်လုပ်ငန်းကလည်း marketing နားလည်ရမယ်ပေါ့နော်ဒီအခုကဒီဇိုင်းလုပ်ငန်းတွေအများကြီးလုပ်နေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကိုယ့်စီမှာဒီ customer လာဝယ်ဖို့ကိုယ့်ကိုမြင်ဖို့ကိုကဘယ်လောက်ထိအာမခံပေးနိုင်လဲကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဒီပစ္စည်းပေါ်ကိုဘယ်လောက်ထိယုံကြည် quality ကိုဘယ်လောက်ထိကိုပေးနိုင်လဲပုံမှာမူတည်ပြီးတော့ customer ကိုစီလာမှာပဲဖြစ်တယ်ပေါ့နော်အဲ့မှာကိုဘယ်လို marketing ဆင်ရမလဲကိုဘယ်လိုဈေးရောင်းရမလဲဒါအဓိကကတော့ဒီ online မှာကိုကရောင်းပြီးဆိုကြတဲ့ကတော့ဒီ online ရဲ့အကြောင်းကိုနားလည်ရမယ် marketing အကြောင်းနားလည်ရမယ်အဲ့ဒါကိုသိပြီးဆိုရင်တော့ okay လက်ရိုက်ပဲလို့ဆက်ရိုက်ပဲလို့ okay တယ်ဒါပေမဲ့အရင်နေ့အများကြီးကိုလက်ထဲမှာမရှိဘူးကိုလက်ထဲမှာဥမာယင်းနေ့ကသိန်းကနန်းလောက်ပဲရှိတယ်ပေါ့နော်ဥမာ4-5သိန်းပဲရှိတယ်3-4သိန်းပဲရှိရလူအတွက်ဆိုရင်တော့ဒီလက်ရိုက်ရဲ့တင်တန်းတစ်ခုကအနည်းဆုံးတော့3သိန်းကနေစရှိမယ်လို့တော့ထင်တယ်2သိန်းခွဲ3သိန်းကနေစရှိတယ်သူ့ရဲ့တင်တန်းကြီးပေါ့နော်အေးတင်တန်းကိုတက်ပြီးတော့အေးတင်တန်းမှာအများစုကတော့လက်ရိုက်ရောဆက်ရိုက်ရောနှမျိုးလုံးတင်ပေးတာရှိတယ်တင်တန်းကိုဆင်းသွားပြီဆိုရင်တော့ကိုလက်ရိုက်ကိုလေ့ကြည့်ဖို့အတွက်ဒီဘောင်တို့ဆေးတို့ဒီအရာတွေဝယ်မယ်ဆိုရင်တော့အနည်းဆုံး2သိန်းခွဲလောက်ကုန်တယ်ပေါ့နော်ဒီမှာဒီတင်တန်းကြီးနဲ့ဒီကုန်ကျန်းကိုဝယ်မယ်ဆိုရင်တော့အနည်းဆုံးဒီ9သိန်းအနည်းဆုံး9သိန်းလောက်ကုန်မယ်9သိန်း6သိန်းလောက်တော့ကုန်မယ်ဥမာမဟုတ်ပဲနဲ့ကိုဆက်ရိုက်လုပ်ငန်းကိုလုပ်ချင်တယ်ဆိုရင် hip wrap တစ်လုံးဒီအနည်းဆုံး9ပဲ15 size ဒီ6သိန်း2000ကနေစတယ်ဒီ hip wrap တစ်လုံးကိုဝယ်ပြီးတော့ဒီ sublimation တို့ DDR တို့ထုတ်ပြီးတဲ့ဆိုင်တွေအများကြီးရှိတယ်ပေါ့နော်အဲ့မှာကိုထုတ်ချင်တဲ့ပုံအရင်ဆုံးကိုကတော့ဒီ Facebook ပေါ်မှာ marketing ဆင်းမယ်ဒီ TikTok ပေါ်မှာ marketing ဆင်းမယ်ဆင်းပြီး order တွေရလာတဲ့ခါကျရင်ကိုမှ hip wrap ရှိတဲ့အတွက်ကြောင့်မလို့ order တွေရလာရင်ဒီတချို့ t-shirt ဆိုင်တွေမှာဆိုရင်900ကနေစပြီးလက်ကပေးတဲ့ဆိုင်တွေအများကြီးရှိတယ်ပေါ့နော်ကိုက order တွေကောက်လိုက်တယ်ဥမာတစ်ပတ်တစ်ခါသူတို့ customer ကိုအများစုကိုက customer design ကိုလုပ်ပေးမယ်ဆိုရင်ဒီဘယ်လို customer design နဲ့ကိုရောင်းတော့မယ်ဆိုရင်ကို order ကောက်တဲ့အနည်းဆုံးဒီရက်ချိန်ကတော့3ရက်ကနေ9ရက်15ရက်ထိယူတဲ့ရက်ချိန်တွေရှိတယ်ချို့ customer design တွေကိုလိုချင်တဲ့ပုံနဲ့ကိုရိုက်ချင်တယ်ဆိုရင်ကိုအရင်ဆုံး order ကောက်ပြီးရင်ဒီကိုထုတ်ပေးတဲ့ DDS ဆိုင်မှာအနည်းဆုံးတချို့ကတစ်ပေ2ပေထိထုတ်ပေးတဲ့ဆိုင်တွေရှိတယ်ပေါ့နော်အဲ့မှာကိုလိုချင်တဲ့ sublimation လား DDS လားကိုထုတ်ပြီးတော့ကိုအဲ့ဒါမှာ customer design ကိုရိုက်ပြီးတော့အရင်ဆုံး customer ရှာပြီးတော့လုပ်ငန်းကိုစပေါ့နော်ဒါလည်းအရင်အစအဲ့လိုမျိုးပဲစခဲ့တာဒါမှရင်းနှီးဘာမှမရှိဘူးမလုပ်ထားဘူးဒါ hip wrap တစ်လုံးလေးပဲဝယ်ထားတာပေါ့နော် hip wrap တစ်လုံးလေးမှာအရင်ဆုံး Facebook ပေါ်မှာ TikTok ပေါ်မှာဈေးစရောင်းတယ်ပြောမှဆို order စကောက်တယ်ပေါ့နော်ဒါစီမှာဈေးရိုက်လို့ရပါတယ်ဆို order စကောက်တယ်ဒါဒီရက်ချိန်ကို9ရက်ကနေ15ရက်နေ့ထိယူတယ်ဒီအေးကြောင်မှာဒီ order တွေတို့စုတယ်ပေါ့နော်စုတယ်မှာတစ်ယောက်ကို2ထည့်3ထည့်ချို့ရိုက်လို့ရှိတယ်ဥမာ10ထည့်ဖြစ်သွားတော့တစ်ခါရိုက်တယ်ဥမာ customer ရင်ဆုံးကိုကကြိုပြောထားတယ်9ထည့်ကနေစရိုက်မယ်ဆိုရင်တို့ဒီ3ရက်5ရက်အတွင်းကိုပို့ပေးတယ်ဥပမာ2ထည့်3
လုံးနဲ့ပဲယူချင်တဲ့ customer ဆိုရင်ဇာတို့က15ရက်အတွင်းကိုပို့ပေးတယ်အတွင်းမှာဇာတို့ကလုံးဝ customer ရှာတယ်ပေါ့နော် customer ရှာပြီး customer 2ယောက်3ယောက်ရှာပြီးပေါင်းပြီးတော့ဇာတို့ sticker ထုတ်တယ်ထုတ်ပြန်ရိုက်ပြီးတယ်အဲ့မှာဆိုစပြီးတော့ delete ပို့တယ်ပေါ့နော်အဲ့ကနေစလာရင်းနဲ့ကနေမှဇာတို့လုပ်ခဲ့တာအခုဆိုရင် customer တွေအများကြီးကိုရလာပြီပေါ့နော်အဲ့ဒီမျိုးစမယ်ဆိုရင်တော့ဇာစလို့ရတယ်ပေါ့နော်စသိချင်တယ်အဓိကတော့ marketing မှာတေချာနားလည်အောင်လုပ်ပြီးရင် online မှာဘယ်လိုစီးပေါ့နော်ဘယ်လို customer ရှာရမလဲဆိုတော့အရင်ဆုံးလုပ်ပြီးတော့အဲ့မှာဇာတို့ customer တွေတဖြည်းဖြည်းရလာပြီဆိုရင်တို့အိတ်ကနေမှရင်းနှီးကိုစားထည့်ပေါ့နော်အဲ့လိုမျိုးဇာဖြစ်စေချင်တယ်အဲ့ကျမှ rate အရင်များပြီးရင်းနှီးအများကြီးနဲ့ဆိုတော့မလုပ်စေချင်ဘူး hip တစ်လုံးကိုဝယ်အဲ့မှာတို့ဖန်ခွက်ရိုက်မယ်ဆိုရင်ဖန်ခွက်ရိုက်ဆက်ကိုဝယ်ထားပေါ့နော်ဒီအင်ဂျီတို့ဟူဒီတို့တုတ်ပတ်တို့ရိုက်မယ်ဆိုရင်တော့တို့ဒီအင်ဂျီရတဲ့ hip တစ်လုံးဝယ်ထားပေါ့နော်ဝယ်ထားပြီးတော့ဒီ sublimation တို့ DDF တို့ထုတ်ပြီးတဲ့ဆိုင်တွေအများကြီးပေါ့ရှိတယ်ကိုနည်းနည်းလေးတော့ထုတ်ချင်ထုတ်လို့ရတယ်အများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့ကနေစလုပ်မယ်ဆိုရင်တော့ဇာကတော့စစီချင်တယ်အဓိကကတော့ဟိုဘယ်လိုခေါ်လဲဘာအဓိကတော့ဒီ sticker အကြောင်းရယ် marketing အကြောင်းရယ်ကိုရိုက်မယ်ဒီဟိုဘယ်လိုခေါ်လဲဒီ hip တွေပေါ့နော်ကိုရိုက်မယ်ဒီဆက်တွေအကြောင်းရယ်ကိုနားလေထားပြီးတော့နားလေထားမယ်ဆိုရင်တော့ရေရှည်သွားလို့ရတယ်အဲ့မှာနေနေလည်းတစ်ဖက်တစ်လမ်းနဲ့ငွေရှာလို့ရတယ်ပေါ့နော်โอเคအခုစားဒီနေ့ကတော့တလားပဲပြောမယ်ပေါ့နော်ဟိုသိချင်တာလေးရှိရင်တော့ဇာရဲ့ Telegram group ဖွဲ့ထားတယ်စကလေးကစားဖွဲ့ထားတာရှိတယ်Telegram group မှာမေးလို့ရပါတယ်ဘာဖြစ်လို့ group မှာမေးခိုင်းလဲဆိုတော့တချို့မေးခွန်းတွေဟိုဒီတူတယောက်ကစားမှာဒီလိုမေးခွန်းလို့သူသိချင်လို့မေးလိုက်ရင်ဒီ group မှာရှိတဲ့လူတွေအားလုံးသိရအောင်လို့ပေါ့နော်ဇာဒီ group မှာမေးပေးပါအဲ့ရဲ့ဒီ Telegram နံပါတ်ကတော့2580 2950ပေါ့နော်အဲ့လုံးဝ Telegram link တော့မရှိဘူးဒီဖုန်းနံပါတ်ကနေပဲဇာတို့ high ပေးပါဇာ group တွေကိုထည့်ပေးမယ်ပေါ့နော်အဲ့ကနေမှဇာဟိုလေးချင်းနဲ့မေးခွန်းတွေကိုဇာတက်နေတယ်တော့ဖြည့်ပေးထားတယ်ပေါ့နော်ဒါကတော့ okay ကျေးဇူးတင်ပါတယ်ဒီနေ့ဒီလောက်ပဲပြောတော့မှာပေါ့နော်ရတုကနည်းနည်းအေးနေတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်